အကြိုက်ခဲပျောက်ဆေးတွေကအမျိုးအစားအများကြီးရှိပါတယ်။ဒီဗီဒီယိုမှာတော့အသုံးများတဲ့အကြိုက်ခဲပျောက်ဆေးတချို့ရဲ့အဓိကဘေးထွက်ဆိုးကျိုးတွေကိုပဲပြောပြသွားပါမယ်။ Analgesic ဆိုတာနာကျင်မှုကိုသက်သာစေတဲ့ဆေးဝါးတွေဖြစ်ပါတယ်။ဒီဆေးတွေကနာကျင်မှုဆိုတဲ့ယောဂလက္ခဏာကိုသက်သာစေပေမဲ့နာကျင်မှုဖြစ်စေတဲ့အရင်းခံအကြောင်းရင်းကိုတော့မကုသပေးနိုင်တာများပါတယ်။နာကျင်နေတဲ့နေရာမှာဖြစ်နေတဲ့ရောင်ရမ်းမှုကိုလျှော့ချပေးတာဒါမှမဟုတ်အုံနောက်နဲ့အာယုံကြောစနစ်ကနာကျင်မှုကိုသိရှိခံစားပုံကိုပြောင်းလဲပေးတာတွေလှုပ်ဆောင်ပြီးတော့နာကျင်မှုကိုသက်သာစေပါတယ်။ခေါင်းကိုက်တာ၊သွားကိုက်တာ၊ဓမ္မတာလာချိန်ဖိုက်နာတာ၊ကြော့သားနာတာ၊အဆစ်နာတာစတဲ့နာကျင်မှုအမျိုးမျိုးအတွက်အသုံးပြုကြပါတယ်။အသုံးများတဲ့အကြိုက်ခဲပျောက်ဆေးတွေတဲကအုပ်စုတစ်စုကတော့ NSAID အုပ်စုဖြစ်ပါတယ်။ NSAID ဆိုတာက Non-steroidal anti-inflammatory drug ကိုဆိုလိုပါတယ်။ဥပမာ ibuprofen, naproxen, diclofenac, aspirin, celecoxib စတာတွေဖြစ်ပါတယ်။ဒီဆေးတွေကနာကျင်မှုကိုသက်သာစေရုံနဲ့မဟုတ်ပဲရောင်ရမ်းမှုနဲ့ဖျားနာတာကိုပါသက်သာစေပါတယ်။ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။အများဆုံးသတိထားရမှာကအစာအိမ်နဲ့ဥလန်းကြောင်းပါ။ရင်ပူတာ၊အစာမကြေတာ၊ဘိုင်းအောင်တာတွေဖြစ်နိုင်တယ်လို့ပမာဏများများဒါမှမဟုတ်ရေရှည်တောက်မယ်ဆိုရင်အစာအိမ်နဲ့အစာအိမ်ဥလန်းကြောင်းသွေးယိုတာတွေဖြစ်နိုင်ပါတယ်။နောက်ထပ်တစ်ခုထိခိုက်နိုင်တဲ့နေရာကကြောက်ကပ်ပါ။ NSAID တွေကြောင့်ကြောက်ကပ်ကိုသွေးစီးဆင်းမှုလျော့သွားနိုင်တာကြောင့်ကြောက်ကပ်လှုပ်ဆောင်ချက်ထိခိုက်နိုင်ပါတယ်။အထူးသဖြင့်ကြောက်ကပ်ယောဂရှိပြီးသားလူတွေရေဓာတ်ခန်းချောင်းနေသူတွေမှာပိုသတိထားရပါတယ်။နောက်ပြီးတော့သွေးပေါင်တက်တာခန္ဓာကိုယ်မှာရေနဲ့စားတဲ့စုလာတာနှလုံးအားနည်းခြင်းကိုပိုဆိုးစေတာတွေဖြစ်နိုင်ပါတယ်။နောက်ထပ်အသုံးများတဲ့အကြိုက်ခဲပျောက်ဆေးတစ်မျိုးကတော့ Paracetamol လို့သိကြတဲ့ Acetaminophen ဖြစ်ပါတယ်။ Paracetamol ကိုနာကျင်မှုနဲ့ဖျားနာတာကိုသက်သာစေဖို့အသုံးများပါတယ်။ဒါပေမဲ့ NSAID တွေမှာပါတဲ့ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့အာနိသင်တော့မရှိပါဘူး။ Paracetamol ကိုမှန်ကန်တဲ့ပမာဏနဲ့သုံးစွဲမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးနည်းပါးပါတယ်။ဒါပေမဲ့ပမာဏများလုံးအောင်တောက်မိရင်တော့အသေးကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။အထူးသဖြင့်လူအများစုကသတိမထားမိလိုက်ဘဲနဲ့ပမာဏကျော်အောင်သုံးစွဲတာမျိုးဖြစ်တတ်ပါတယ်။ဥပမာ Paracetamol တစ်မျိုးတောက်ပြီးတော့ဒီကိုဂျင်လို Paracetamol ပါတဲ့တခြားဆေးတစ်မျိုးမျိုးကိုထပ်တောက်မိတာမျိုးပါ။ဒီလိုနဲ့တစ်နေ့တာအတွင်း Paracetamol စုစုပေါင်းပမာဏများသွားနိုင်ပါတယ်။ဒါကြောင့်ဆေးတစ်မျိုးထက်ပိုတောက်တဲ့အခါဆေးတုပ်ပေါ်မှာ Paracetamol ဒါမှမဟုတ် Acetaminophen ပါမပါစစ်ဆေးဖို့အရေးကြီးပါတယ်။အရက်ကိုအလွန်ကြုံတောက်တတ်သူတွေအသေးရောဂါရှိသူတွေမှာလည်း Paracetamol သုံးစွဲရမှာပိုသတိထားဖို့လိုပါတယ်။နောက်ဆုံးတစ်ခုသတိပေးချင်တာကကြိုက်ခဲပျောက်ဆေးလို့ဆိုတိုင်းဘေးထွက်ဆိုးကျိုးနဲ့အန္တရာယ်အဆင့်တူညီတာမဟုတ်ပါဘူး။ဥပမာ NSAID အုပ်စုတူပေမဲ့အစာအိမ်ကြောက်ကပ်နှလုံးနဲ့သွေးကြောဆိုင်ရာအန္တရာယ်တွေမှာကွာခြားနိုင်ပါတယ်။ဒါအပြင်သုံးစွဲမဲ့သူရဲ့အသက်အရွယ်အစာအိမ်အနာရှိဘူးတာမရှိဘူးတာကြောက်ကပ်နဲ့နှလုံးအခြေအနေခန္ဓာကိုယ်သွေးပေါင်ချိန်လက်ရှိတောက်နေတဲ့တခြားဆေးတွေရှိမရှိယောဂအခန့်တွေရှိမရှိပေါ်မူတည်ပြီးတော့သုံးစွဲရတယ်လို့မျိုးဘလောက်ပမာဏနဲ့ဘလောက်ကြာသုံးမလဲဆိုတာတွေပေါ်မူတည်ပြီးတော့လည်းအန္တရာယ်ကကွာနိုင်ပါတယ်။ဒါကြောင့်ဒီဆေးကအကြိုက်ခဲပျောက်ဆေးလို့ဆိုတိုင်းအဆင်ပြေတယ်လို့တောက်လို့ရတယ်လို့မယူဆသင့်ပါဘူး။လိုအပ်တဲ့ပမာဏကိုသာအချိန်တိုအတွင်းအသုံးပြုရပါမယ်။ရေရှည်အသုံးပြုဖို့လိုအပ်လာရင်မိမိရဲ့ယောဂအခန့်နဲ့လက်ရှိတောက်နေတဲ့ဆေးတွေကိုထည့်သွင်းစဉ်းစားပြီးတော့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးတော့အသုံးပြုတာပိုပြီးလုံခြုံပါတယ်။